ကောင်စပြားလေးတိတ်ပြီးလွမ်းနာကြရသမားလေးဆွေကိုချီရတဲ့ပကွက်ကြားလေးဘေးမှာမရှင်းဒီလက်ဖွာလေးမနှွေမင်းစပ်တစပြတ်သွားတဲ့နေ့ကိုငါဝိညာဉ်ထွက်သွားလည်းမမေ့မင်းရှင်ဘွားရှောင်းလန်းကျန်းတာမို့တင်းတို့ထက်ကြောင်ကရန်လွမ်းတာမျိုးမင်းတွေတဲ့ရဖို့ဆိုမနှလုံးသားတစ်ခုလုံးလောင်ချမ်းစမ်းပွားလို့ပြောတဲ့ကောင်မင်းမာယာကြောက်ခွန်းနဲ့နောက်တစ်ခေါက်ပြန်ပြီးထောင်ဖန်းစမ်းမှာမျိုးမင်းတို့သိလာတဲ့လိပ်ပြလေးဘယ်တော့မှမနာမဲ့ခေါင်ရမ်းပန်းဟာကိုခဏငါတောင်းတဲ့သူ့အတွက်တဘွားလုံးစားသိကြမိနေတဲ့ကိုအလွန်မီးခွက်ထွက်ရှာတဲ့သူအလွမ်းစိတ်ကိုပြန်မဖြစ်တာမိနေတဲ့ကိုမင်းစိတ်နဲ့ပဲတိမှတိနေတဲ့ကိုနာရီကိုပြန်ကျင်ညာမိနေတဲ့သူတယောက်တည်းကြည့်တဲ့ရုပ်ရှင်မှာခုန်ခွာပြီးတန်းနေကြစီတဲ့အမြဲပို့လမ်းခွဲစကောက်ပုံတွေမတွက်ကြည့်တဲ့လမ်းခွဲတဲ့ခါပုံတွေမဖြတ်ကြည့်တဲ့ငါဖုန်းခုလုံးမင်းတပ်ပုံပြည့်ပဲလို့မိုင်းလေးတင်ပြန်လာမယုံနေတတ်သေးတယ်ငါ့ကိုလို့တော့ကုန်းနေတက်ပေးလဲမင်းအမတကူချအကုန်ချဖြတ်ပေးမယ်မင်းနဲ့ပတ်သက်ငါမှနာဆိုရမစီးဘယ်တော့ကပုံနေထပ်သေးတယ်ခွဲစကောက်ပုံတွေမတွက်ကြည့်တဲ့လမ်းခွဲတဲ့ခါပုံတွေမဖြတ်ကြည့်တဲ့ငါဖုန်းခုလုံးမင်းတပ်ပုံပြည့်ပဲလို့မိုင်းလေးတင်ပြန်လာမယုံနေတတ်သေးတယ်ဒီတစ်ခေါက်ဝေးဖို့ချမ်းသာပါကျွေးရင်မနေ့ပြန်တဲ့စားထဲမှာတွေ့ပါလိမ့်မယ်နာရေးပဒီလမ်းခွဲစကောက်ပုံတွေမတွက်ကြည့်တဲ့လမ်းခွဲတဲ့ခါပုံတွေမဖြတ်ကြည့်တဲ့ငါဖုန်းခုလုံးမင်းတပ်ပုံပြည့်ပဲလို့မိုင်းလေးတင်ပြန်လာမယုံနေတတ်သေးတယ်ဒီတစ်ခေါက်ဝေးဖို့ချမ်းသာပါကျွေးရင်မနေ့ပြန်တဲ့စားထဲမှာတွေ့ပါလိမ့်မယ်နာရေးပဒီ